မင်္ဂလာပါအမိတ်ဆွေရပေါ့ခင်ဗျာလက်ရှိထိုင်းနိုင်ငံမှာရောက်နေတယ်ဆိုရင်တော့ပေါ့ခင်ဗျာမဖြစ်မနေဖွင့်ထားတဲ့အကောင့်တစ်ခုရှိတယ်ပေါ့ခင်ဗျာအဲ့လာတော့ဒီ line စိမ်းအကောင့်လေးဖြစ်ပါတယ်ခင်ဗျာဒီ line စိမ်းအကောင့်လေးကိုမဖြစ်မနေဖွင့်ထားတင်ပါတယ်ခင်ဗျာဒီထိုင်းနိုင်ငံမှာဆိုရင်ဒီ line စိမ်းအကောင့်ဟာလူတိုင်းလိုတုံးကြတယ်ပေါ့ခင်ဗျာကျွန်တော်တို့မြန်မာပြည်ကလို့ဆိုရင်တော့ Viber လိုမျိုးလွဲပေါ့ခင်ဗျာထိုင်းနိုင်ငံမှာဒီ line စိမ်းအကောင့်ဟာမရှိပေါ့ခင်ဗျာဖွင့်ထားတဲ့အကောင့်လေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ဒီနေ့တော့ဒီ line စိမ်းအကောင့်ဖွင့်လေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဖွင့်ရလည်းအရန်လွယ်ကူတယ်ရိုးရှင်းတယ်ပေါ့ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ဒီ line စိမ်းအကောင့် line ကိုပေါ့ခင်ဗျာPlay Store ကနေတွားပြီးတော့ down ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ Play Store ထဲမှာပေါ့ခင်ဗျာဒီ Play Store ထဲမှာကျွန်တော် line လို့ရိုက်ရှာလိုက်ရင်ပေါ့ခင်ဗျာဒီ line လို့လိုက်ရှာလိုက်ရင်ဒီ line စိမ်းလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီကောင်လေးကို down လိုက်ပါမယ်ကျွန်တော်တို့ down ပြီးရင်တော့ကျွန်တော်တို့ဒီမှာline နဲ့ကိုတစ်ချက် line စိမ်းနဲ့ကိုဝင်လိုက်မှာပေါ့ခင်ဗျာကျွန်တော်တို့အကောင့်ဖွင့်မှာဖြစ်တဲ့ဝင်လိုက်မှာဆိုရင်အခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအတိဖွင့်မှာဖြစ်တဲ့အတွက်ပေါ့ခင်ဗျာအောက်က sign up ကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အကောင့်ရှိပြီးသားလူကတော့ပေါ့ခင်ဗျာဒီ log in နဲ့ဝင်ရမှာဖြစ်ပါတယ်ကိုကအသစ်ဖွင့်မှာဆိုရင်တော့ဒီအောက်ကပေါ့ခင်ဗျာဒီ sign up ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုအသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီ sign up ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ continue ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ allow ပေါ့ခင်ဗျာဒီမှာ allow ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာဖုန်းနံပါတ်ကလေးတစ်ချက်စစ်လိုက်မှာပေါ့ခင်ဗျာကျွန်တော်ထူးမှုဆိုတော့ဒီမှာ833နဲ့စစ်လိုက်မှာပေါ့ခင်ဗျာဒီဖုန်းနံပါတ်ကလေးကိုကျွန်တော်က line စိမ်းနဲ့ဒီနေရာမှာတစ်ချက်ရိုက်ထည့်လိုက်မှာပေါ့ခင်ဗျာကျွန်တော်ရိုက်ထည့်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာအမှန်ချစ်ကလေးတစ်ချက်ချစ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာကိုကအနည်းဆုံး18နှစ်ထက်ဖြစ်ရမယ်ပေါ့ခင်ဗျာ18နှစ်ဖြစ်ရမယ်ဟုတ်ပါဘူး17နှစ်ပေါ့ခင်ဗျာ sorry ခင်ဗျာအနည်းဆုံးအသက်17နှစ်ဖြစ်ရမယ်ဆိုတာလေးပေါ့ခင်ဗျာအဲ့ဒီနေရာလေးကိုကျွန်တော်ဒီမှာအမှန်ချစ်ကလေးပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ဒီမှာပေါ့ခင်ဗျာဒီမြားလေးနဲ့ကျွန်တော် next ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမြားလေးက next ပေါ့ခင်ဗျာဒီမြားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ဒီမှာပေါ့ခင်ဗျာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတေချာပြန်စစ်ခိုင်းတာပေါ့ခင်ဗျာသူတို့ကုတ်ပို့လာမှာဖုန်းနံပါတ်မှန်လားတေချာပြန်စစ်ခိုင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော် okay ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာကုတ်ပို့လာမယ်ပေါ့ခင်ဗျာဒီမှာကုတ်ပို့လာပါပြီခင်ဗျာဒီကုတ်ကလေးကိုကျွန်တော်တို့ဒီကုတ်နံပါတ်6လုံးကိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီအလောင်းကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ auto ဖြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာအလောင်းကိုနှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ auto ဖြည့်သွားပြီပေါ့ခင်ဗျာဒီမှာလည်း तू ကအကောင့်ဒီမှာဖွင့်ပြီးသားရှိတယ်ပေါ့ခင်ဗျာ तू ပြတာပေါ့ခင်ဗျာကျွန်တော်တို့ရဲ့အကောင့်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီနေရာမှာပေါ့ခင်ဗျာဒီ no နဲ့ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာအလားကိုအကောင့်မဟုတ်ဘူးဆိုတာပေါ့ခင်ဗျာတော်တော်များများဒီနေရာလေးကိုတိုင်ပတ်ကြတာဖြစ်ပါတယ်ခင်ဗျာရက်နဲ့တွားဝင်တယ်ပေါ့ခင်ဗျာရက်နဲ့တွားဝင်တယ်ဆိုရင်ရှိပြီးသားအကောင့်ကြီးတွေဝင်ပြီးတော့ကျွန်တော်တို့ password တွေတောင်းတာဖြစ်တတ်တယ်ပေါ့ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကအသစ်ဖွင့်မှာဖြစ်တဲ့အတွက် no ပေါ့ခင်ဗျာthat's not me ပေါ့ခင်ဗျာအလားငါမဟုတ်ဘူးဆိုတာလေးဒီ no နဲ့အောက်က no ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ဒီမှာ continue ကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့အကောင့်ပေါ့ခင်ဗျာတွန်းပြီးတော့ယူမှာလားဒါမှမဟုတ်အောက်ကဟာအသစ်ဖွင့်မှာလားပေါ့ခင်ဗျာကျွန်တော်တို့က no create new account ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာပေါ့ခင်ဗျာအောက်ကဟာလေးကိုတစ်ချက်စာတန်းလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာ no creating a new account ပေါ့ခင်ဗျာကျွန်တော်တို့ကအကောင့်ရှိပြီးသားအကောင့်ဖွင့်ပြီးသားမရှိဘူးပေါ့ခင်ဗျာအသစ်ဖွင့်မှာဆိုတော့ဒီအောက်က no ကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဒီနေရာမှာကိုယ့်ရဲ့နာမည်လေးကိုတစ်ချက်ရေးပေးရမှာဖြစ်ပါတယ်ခင်ဗျာရေးပြီးတော့ကျွန်တော်တို့ဒီမှာဒီမြားလေး next မြားလေးကိုတစ်ချက်နှိပ်လိုက်မှာပေါ့ခင်ဗျာပြီးတော့ဒီကတော့ password ထားခိုင်းတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်တို့ဖုန်းပြောင်းတာတို့ပါလို့ဆိုရင်ဒီဖုန်းနံပါတ်နဲ့ဒီ password လေးရိုက်ထည့်လိုက်ရင်ရပြီပေါ့ခင်ဗျာဒီနေရာမှာ password လေးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော် password လေးကိုပေါ့ခင်ဗျာအဲ့လိုရိုက်ထည့်ပေးမှာပေါ့ခင်ဗျာပြီးတော့အပေါ်ကရိုက်ခဲ့တဲ့ password ကိုအောက်မှာ confirm ပြန်ပေးရမှာပေါ့ခင်ဗျာကျွန်တော်တို့ကအဲ့လိုအပေါ်အောက်ကိုရိုက်ပြီးပြီဆိုရင်ဒီမှာ next များလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ friend တွေကို auto attach ချင်လားပေါ့ခင်ဗျာဒီမှာ auto attach ချင်ဒီများလေးကိုနှိပ်မယ်ပေါ့ခင်ဗျာကိုယ် attach ခွင့်ပေးတယ်ဆိုရင်လည်းဒီအောက်ကများလေးကိုနှိပ်လိုက်မယ်ပေါ့ခင်ဗျာအဲ့လိုနှိပ်ပြီးပြီဆိုရင်တော့ဒီမှာဒီနေရာလေးကိုတစ်ချက်ဒီမှာ next များလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ဒီမှာ continue ပေါ့ခင်ဗျာ
ပြီးတော့အလောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျပြီးတော့ဒီမှာ agree ပေါ့ခင်ဗျ agree ကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ okay ပေါ့ခင်ဗျ okay ကိုထပ်နှိပ်လိုက်ပါမယ်ခင်ဗျပြီးတော့အပေါ်ကပေါ့ခင်ဗျဒီအပေါ်ကစာတန်းနေ one using the s ပေါ့ခင်ဗျအလားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့အလောင်းကိုထပ်နှိပ်လိုက်ပါမယ်ခင်ဗျအလောင်းကိုပဲထပ်နှိပ်လိုက်ပါမယ်လုံနေပေါ့ခင်ဗျာဒါဆိုရင်တော့ရတော့ပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ line account လေးဖွင့်လို့ပြီးသွားပြီပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာပုံတွေကိုကိုယ့်ရဲ့ profile ပုံတွေတင်ခြင်းဒီမှာပေါ့ခင်ဗျာ profile ပုံတွေကိုတင်လို့ရတယ်ပေါ့ခင်ဗျာ profile ပုံတင်ခြင်းတော့ဒီမှာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ setting နဲ့ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာprofile လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာပြီးတော့ဒီမှာ camera ပုံလေးပေါ့ခင်ဗျာပြီးတော့ဒီမှာကျွန်တော်တို့ကဖုန်းကရှိပြီးသားဖုန်းထဲမှာပုံရှိရင်တော့ဒီမှာပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာအဲ့ဒီနေရာနေဝင်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကကင်မရာနဲ့တစ်ခါရိုက်ဝင်နေတော့ဒီမှာပေါ့ခင်ဗျာ open camera နဲ့ကိုယ့်ရဲ့ profile ပုံလေးတွေကိုတင်လို့ရတယ်ပေါ့ခင်ဗျာကျွန်တော်ကတော့မတင်တော့ပါဘူးခင်ဗျာအခုကတော့ကျွန်တော်တို့ line စိမ်း account ပေါ့ခင်ဗျာဖွင့်ခြင်းဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ